မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်မြင့်မှာဘူကလေးရေးသားသောတခါတုန်းကနိဗ္ဗာန်ရွာဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်အင်္ဂလိပ်အစိုးရလက်ထက်ကဖြစ်ပါသည်အောင်မနဲ့အခြားနိုင်ငံရေးပုံမှန်အတက်ခံရသောလူတိုက်ကိုမြောင်းမြထောင်မှပြောင်းရန်သတင်းထွက်လာသည်မြောင်းမြထောင်ကိုရောက်သည်မှာဘာမှမကြသေးပေသို့သောနိုင်ငံရေးပုံမှန်နဲ့ထောင်ကြရသည့်အပြင်တစ်ထောင်ရောက်ပြီးနောက်တစ်ထောင်ရောက်နေသည်ကိုပင်အောင်ဘကဂုဏ်ယူခြင်းတလို့ဖြစ်နေမိသည်အောင်ဘကဂျာနယ်တိုင်းမှာစာပြင်စရာဖြစ်သည်သူ့ဆရာအက်ဒီတာကအင်္ဂလိပ်အစိုးရနှင့်ဆက်ကျင်သောစာရွက်စာတမ်းများကိုရိုက်နှိပ်သောကြောင့်အဖမ်းခံရသည်အောင်ဘနှင့်သူ့ဆရာကတတွဲဖြစ်သောကြောင့်သာစာပြင်စရာအောင်ဘပါထောင်ထဲသို့ရောက်သွားတော့သည်ထိုခေတ်ကနိုင်ငံရေးသမားများကိုအထူးတန်း၌ထားသောကြောင့်မဆိုးလားစားကောင်းတောက်ဖွယ်များစားရသည့်အပြင်အချိန်မမှန်သတင်းစာပင်ဖတ်ခွင့်ရသေးသည်အောင်မတို့နိုင်ငံရေးသမားလူတိုက်အားပြောင်းရွှေ့ပေးမိထောင်ကရွှေဘူထောင်နိုင်ငံရေးသမားများဆိုတော့ပြောင်းရွှေ့ရာတွင်မိရထားမိသိမောတို့မှအထူးတန်းကနေပို့ဆောင်ပေးသည်လက်ထိတ်လက်အခက်မခံရထို့ကြောင့်အလွယ်တကူထွက်ပြေးလျင်ရသည်သို့သောအောင်မတို့တွင်တလွဲစပင်ကောင်းနေသောအချက်ကလေးတစ်ခုရှိသည်ထိုချက်ကလေးကတခင်အမိခံနေပါလျက်ရန်သူအစိုးရကဖမ်းဆီးထောင်ချထားခြင်းမှထွက်ပြေးရပါလျင်တက်တိကြောင်သူဟုရန်သူအစိုးရမှထင်သွားမည်ကိုမလိုလားခြင်းဖြစ်သည်ထိုမလိုလားချက်ကိုစန့်ကျင်ဘက်ပြုရမည့်ကိစ္စတရက်ကအောင်ဘတို့လူတိုက်ရန်ကုန်ဘူတာကြီးကိုရောက်သောအခါမြေအောက်ခေါင်းဆောင်တခင်တယောက်ကအောင်ဘတို့လူတိုက်ကိုလာရောက်တွေ့ဆုံနေသည်ထိုမြေအောက်ခေါင်းဆောင်ကြီးပြောပြချက်အရ24နာရီတွင်မိရထားမိသိမောတို့ကိုအင်္ဂလိပ်အစိုးရကပိတ်တော်မူဖြစ်ကြောင်း BIA တပ်မတော်သည်ရေးဘိတ်တဝဲသို့ရောက်နေပြီဖြစ်ကြောင်းမော်လမြိုင်မှနေ၍မြို့ဝကျုံပေါ်သို့ဖြတ်တန်းလာကြမည့် BIA တပ်ဖွဲ့မြေအောက်တော်လှန်ရေးတပ်သားများနှင့်အဆက်အသွယ်လုပ်ရန်စစ်သားနှဲပါနေ၍ကူညီကြရန်တိတ်တဆိတ်ကမ်းလှမ်းလာပါသည်ဤအခါကျမှအောင်ဘတို့လူတိုက်သည်သူရဲကောင်းကြီးများဖြင့်ဂုဏ်ယူဝင့်ကြွားစွာအင်္ဂလိပ်အစိုးရ၏ချုပ်နှောင်ဖမ်းဆီးထားခြင်းကိုထိမထင်သောမျက်နှာဖြင့်ခံယူနေခြင်းထက်မြေအောက်တော်လှန်ရေးကိုလုပ်ကိုင်ရန်အချိန်ကြာရောက်လေပြီဖြစ်ကြောင်းသဘောပေါက်လာကြသည်ထို့ကြောင့်ဘူတာကြီးတွင်ရှိသောစစ်ပလိတ်များကိုနှီးမျိုးစုံသုံးကရှောင်ထွက်လာကြပြီးရန်ကုန်မြို့ထဲတွင်3ရက်လောက်ခိုးအောင်နေကြ၍မြေအောက်တော်လှန်ရေးဌာနမှစာရွက်စာတမ်းများကိုယူဆောင်ကကြည့်မြင်တိုင်းတစ်ဖက်ကန်းကိုကူးသည်တွန်လေးကိုဖျက်ပြီးလျင်ဝါခဲမမြို့နေရှိကျုံလက်တာရွာကို3ရက်နှင့်အရောက်ကုန်းချောင်းသွားကြသည်ကျုံလက်တာရွာတွင်ခိတ္တနာပြီးတာဝန်ရကြိုက်လက်နှင့်မဥပင်သို့ဆက်လက်ချီတက်ရန်ဖြစ်သည်အောင်မနှင့်သူ့ဆရာတို့နှစ်ဦးသာလေငယ်တစည်းကိုယူကာမလော်တဲ့လှော်တဲ့ဖြင့်လှော်လာခဲ့ကြသည်ထိုအချိန်သည်တိုင်းပြည်ပြတ်နေသောအချိန်ဖြစ်ရာလူစိမ်းလာလျင်ခိုးဆိုးတိုက်ခိုက်မိသူဟုယူဆလျက်အစစ်အဆေးအမေးမြန်းမရှိတပ်ဖြတ်နေသောကာလဖြစ်သည်ယောက်ျားမှန်သမျှနေရောညပါဒုတ်သားလက်နက်စုံနှင့်စောင့်နေရသည်အောင်မနှင့်သူ့ဆရာကနေရောညပါလှေကလေးနှင့်စုံလာခဲ့ကြသည်ညနေဝင်းတရောအချိန်လောက်တွင်ပတ်ဝန်းကျင်တစ်ဝိုက်ကိုင်းတော်များထူထပ်လျက်ရှိပြီးမြစ်ထဲကနေကြည့်ရပါကမြင်ရသောတဲတလုံးကိုတွေ့လိုက်ရသည်အောင်မနဲ့သူ့ဆရာအစားဥမောင်များဟုနာမည်တက်ပါမည်အောင်မနဲ့သူ့ဆရာတို့သည်ရောက်လိုစောနှင့်လှော်နေကြသောကြောင့်မနက်စာထမင်းမစားရသည်ညနေစာတော့ဝေလာဝေကန်းကိုလည်းမကတ်ရဲသောကြောင့်လှေပေါ်တွင်ပါသမျှရိတ်ခါလေးနှင့်အသက်ဆက်နေရခြင်းဖြစ်သည်အောင်မကဆရာဒီတဲလေးမှာစားစရာတစ်ခုခုဝင်တောင်းကြရင်မကောင်းဘူးလားတောင်းလို့မရရင်လည်းပါတဲ့ပစ္စည်းတွေနဲ့လဲစားကြတာပေါ့ဆရာအေးကောင်းတယ်တဲဆိုတော့လေလူလဲသိရှိမှာမဟုတ်ပါဘူးလေကိုကတ်ကြအောင်ကွာလေကတ်ရန်တရားလည်းမတွေ့တော့ကြောင်းတင့်တော်မီကန်းတနေရာကိုကတ်ရန်ရှောက်လာခဲ့ကြသည်ကန်းမရောက်မီလုံကြီးတူတူအင်ကြီးမပါကိုတုံးလုံးအသားမဲမဲလူတစ်ယောက်နဲ့ကလေးတစ်ယောက်ကိုဂရစ်ခွင်ကထမင်းရင်ရှားနဲ့မိန်းမတစ်ယောက်ကတနေရာတွင်ရက်နေကဆရာတို့ဒီနေရာကိုလာကတ်ပါဒီနေရာကမြေမာတဲ့ရှုမရှိဘူးဟုဆိုသောကြောင့်လေမယားဟုထင်ရသောလူနှစ်ယောက်ရက်နေသည့်နေရာကိုလှေဦးထိုးလိုက်သည်ဆရာတို့ဒီရက်ကမဟုတ်ဘူးထင်နေနေဝင်တော့မယ်တညတလေဝင်သားပါလားခေခါကကောင်းတာမဟုတ်ဘူးယောက်ျားဖြစ်သူကဝင်ပြောသည်ဥမောင်များကကျွန်တော်တို့ကဘူးကလေးကပါကြိုက်လက်ကိုသွားမလို့မော်တော်တွေသင်္ဘောတွေမရှိတာနဲ့ကျွန်တော်တို့တူဝီးနေအောင်လှေတွေနဲ့ထွက်လာကြတာအတော်လိုသေးတာပဲဗျာရှင်းနားမှာစာပြူခွားကြီးဆိုတာရှိတယ်တပြအရန်တိုက်တာဘူးကလေးဖြာပုံဒေးရဲမိခကုန်းကလူတွေဆိုအကုန်သိတယ်သင်္ဘောနဲ့သွားရင်တော့သင်္ဘောကိုလှမ်းတာရတာရမပေးလို့ကတော့တနက်နဲ့လမ်းပြစ်တော့တာပဲကျွန်တော်တို့အခုရောက်နေတာဘယ်နေရလဲလိမ့်မန်ကိုရွာကိုရောက်နေတာဒီကိုင်းလုံးကြီးကြော်လိုက်ရင်ရွာကိုမြင်နေရတယ်ဒီညတောင်သူကြီးအလူရှိလို့ဖျားပေါင်းကဒိုးမြန်ကြီးဆိုင်တော့ငှားထားသေးတယ်ဥမောင်များနဲ့အောင်ဘတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြကဥမောင်များကဖြစ်နိုင်မဲ့ဆိုရင်ကျွန်တော်တို့နှစ်ယောက်ခမရတို့တဲမှာတညလောက်အိပ်ပြရစီမိုးလင်းတော့ခရီးဆက်ပါမယ်ကြိုက်လက်မှာအမျိုးတယောက်အသေးအံဖြစ်နေတဲ့သတင်းကြလို့တော့မေးမလို့ပါဇနီးလောက်သူကခလေးနှုတ်တိုက်နေရမှာစောစောကလေးကကျမယောက်ျားပြောနေတာပဲ
မိုးကလည်းချုပ်နေခေခါကလည်းကောင်းတာမဟုတ်တော့တညလောက်ဒီမှာနားပြီးမနက်ခါကျမှခရီးဆက်ပေါ့ကျမတို့တဲမှာအားနာစရာမရှိပါဘူးကျမတို့လင်မယားနဲ့ဒီကလေးတယောက်တည်းပဲရှိတာကဲကိုကျော်တွန်းဧည့်သည်တွေကိုပဲတဲဖို့ခေါ်လိုက်ပါလေကျိုးကိုကိုင်းတပင်တွင်ခြိထားလိုက်ပြီးကိုကျော်တွန်းခေါ်ရနောက်သို့ဥမောင်များနဲ့အောင်မတို့နှစ်ယောက်လိုက်သွားကြသည်တဲကခတ်သေးသေးဧကန်းနဲ့အိတ်ခန်းကထရန်တစ်ချက်သာချသည်ထမင်းစားတော့ဧကန်းမှာစားကြဟန်တူသည်ချင်းဘက်ခနဲ့နေရာတွင်အိုးခွက်ပကံများနဲ့တဲရှိရှိစင်များပေါ်တွင်ငချောက်များတင်ထားသည်ကိုတွေ့ရသည်ဆရာတို့ခေါင်းရင်ဘက်မှာထိုက်ကြပါကျွန်တော်တို့ကတငါလို့တော့မြင်းတဲ့အတိုင်းပဲဆရာကြီးညီတော်တော့နင်းနေနန်လိမ့်မယ်အော်အုံးမြကြီးဒီကဆရာတို့တော့ထမင်းပို့ချက်လိုက်ကွာဆရာတို့လည်းထမင်းမစားရသေးဘူးဟုတ်တယ်မလားဥမောင်များကဘယ်နဲ့ပြောပါလဲကိုကျော်တွန်းရဲ့အော်ဒီလိုလုပ်ပါခင်ဗျားတို့လည်းအားနာပါတယ်ကျွန်တော်တို့အလကားမစားပါဘူးထမင်းဖို့ပေးပါမယ်ဟာဆရာတို့ကလည်းမဟုတ်တာဒုက္ခရောက်လာတဲ့လူတွေကိုခုလိုကူညီရတာကုသိုလ်တော်ရပါသေးတယ်ဗျာပတ်စံပေးကြလည်းမလိုပါဘူးတငါဆိုပေမဲ့အထင်မသေးပါနဲ့စီစံစားအပြည့်စုံရှိပါတယ်ဟင်းကတော့956ကျွန်တော်တို့ထဲမှာပေါ့ပါပဲအိုးမြကြီးကလေးကိုငါပေးထားရင်နှွေးချမ်းတိုးနဲ့ငချောက်တပြားရင်ဖုတ်လိုက်ကဲဆရာတို့နားနေကြောဆိုင်လဲဆန့်ကြဥမောင်များနဲ့အောင်မတို့ဆရာတပည့်နှစ်ယောက်မုံမောနဲ့ကြောဆိုင်၍တိတ်မကြမီစစ်ရည်တော့ရင်နှွေးချမ်းတိုးနဲ့ငရမ်းချောက်ဖို့တပကံရင်နှွေးချမ်းကိုမြည်လိုက်ကြရာမကြမီပြိုက်ခနဲကုန်သွားသည်ထိုအချိန်တွင်ဆိုင်းတန်တဲ့ကိုကြားလိုက်ရသည်ဆရာတို့ရေအဲ့ဒါဖျားပုံဒုံးမြန်ကြီးဆိုင်းတန်ပဲဒီနေ့တကြောမှာတော့အထက်ကြီးပဲဆိုင်းနောက်ထတွေကလည်းအရန်ရည်ရတယ်ဆရာကြီးထမင်းစားတော့ပြီးရင်ကျွန်တော်တို့မိသားစုလည်းအလူအိမ်ဘက်သွားကြမလို့ဆရာတို့လည်းလက်ခဲ့ကြပါလားဥမောင်များကတစုံတစ်ခုကိုတွေးမိကကျုပ်တို့ကတခြားနယ်ကဒဇိန်းတွေဆိုတော့ဖြစ်ပါမလားဖြစ်ပါတယ်ဆရာရဲ့ဘူးကလေးကလာတဲ့ကျွန်တော်ဦးလေးနဲ့ကျွန်တော်ညီလို့ပြောလိုက်မှာပေါ့ဒီရွာကတကြီးနဲ့ကျွန်တော်အရန်ခင်ပါတယ်တကြီးလူအတွက်ငချောက်ချိန်30တောင်ကျွန်တော်လှူထားပါသေးတယ်လိုက်တာလိုက်ခဲ့ပါစိတ်မပူပါနဲ့ထမင်းစားချိန်ရောက်တော့8နာရီထိုးကန်နီးလောက်ရှိနေပြီထမင်းဝိုင်းတွင်ငဒန်ဟင်းမွန်နတိုတို့စရာတေးချင်တုတ်တို့ဖြစ်သည်အောင်မတို့ဆရာတပည့်နှစ်ယောက်စာစာနဲ့တုတ်လိုက်ကြသည်မှာကောင်းမယ်မပေါ့ကဲအဝတ်စားလဲပြီးအလူအိမ်မက်ရှောက်ကြရအောင်ဆရာတို့ရေချိုးမလားဟာမချိုးတော့ဘူးကိုကျော်တို့ကျွန်တော်တို့ကခရီးပန်းလာတာတော်ချဖျားနံနေဦးမယ်ကဲဒါဆိုလဲအလူဘက်လမ်းလျှောက်ကြအောင်ဒီကိုင်းတော်ကြီးလွန်သွားရင်တာယိုးကြီးတွေ့ပါလိမ့်မယ်တာယိုးတိုင်းရှောက်ရင်ရွာထဲကိုရောက်တာပါကိုကျော်တို့တို့လင်မယားကရှေ့ကသွားကဥမောင်များတို့ဆရာတပည့်နှစ်ယောက်ကနောက်ကလိုက်ကြသည်ကိုင်းတော်ကြီးလွန်သွားသည်နဲ့တာယိုးကြီးကိုတွေ့လဲရသည်ခဝဲဝဲတွင်မိကလေးတွေမိတ်တုံနဲ့နေဗန်ရွာကြီးတဖြည်းဖြည်းနီးလာသည်နှင့်အမျှဆိုင်းတန်ကိုလည်းတဲတဲကွဲကွဲကြားလာရသည်ရွာကြီးကအတော်စီကားသောရွာကြီးဖြစ်သည်အိမ်ကြီးအိမ်ကောင်းတွေအတော်များသည်တော်ရဒလေးအရာအလူအိမ်မှဆိုင်းရှိရာသို့ဟိုမှဒီမှတွာလာနေသည်ကိုတွေ့ကြရသည်တချို့ကဥမုံများတို့နှစ်ယောက်ကိုလူစိမ်းများဟုသိရ၍ဂယုတစိုက်ကြည့်ကြသည်ရှေ့ကတွာလာနေကြသောကိုကျော်တို့လင်များကိုတော့တွေ့တဲ့သူတိုင်းကနှုတ်ဆက်ကြသည်အလူအိမ်မှဆိုင်းဝိုင်းကြီးကအောက်လင်းတက်မီအောက်တွင်မနာတန်းတည်နေသည်တို့မြိုင်ကြီးဟုထင်ရသည့်ပတ်တီးဆရာကတော့ချွေးများရွှဲနေလျက်ဆိုင်းဝိုင်းပတ်လဲကလူအုပ်ကြီးကမနှဲမနော်ပဝင်းကျင်ရွာများကလာရောက်ကဆိုင်းတန်နားထောင်ကြသည်မနီးမဝေးတွင်လှဲ့များကိုလည်းတွေ့ရသည်ပတ်တီးဆရာမော၍နားလိုက်သည်နှင့်ဆိုင်းနောက်ထများပြက်လုံးများထုတ်နေသောကြောင့်တဝါတဟာနှင့်ဖြစ်သည်အတိပိုက်ကြလင်လည်းအတိရက်သည်နှင့်လက်ခုပ်သက်များကတဖြောင်းပြောင်းအလူအိမ်နှင့်ဆိုင်းဝိုင်းကိုအစွဲပြု၍ရွာစည်းတန်းကြီးကအရှိကြီးမိုးရင်းကားဆိုင်အတုပ်ဆိုင်ကောင်းကြီးကြည်တောက်ဆိုင်မုတ်လေပွေဆိုင်မုတ်လေများဆိုင်ရေခဲချစ်ဆိုင်ပင်တွေ့ရသေးသည်ဥမောင်မြတ်နဲ့အောင်မတို့ကဆိုင်းနာထောင်နေ၍ညောင်းလာသောကြောင့်ဈေးတန်းတစ်ပတ်ပတ်ပြီးပြန်လာသည့်အထိကိုကျော်တို့တို့လင်မယားကတဝါတဟာဟာနဲ့အားပေးနေစေဥမောင်မြတ်ကကိုကျော်တို့တို့လင်မယားဆိုင်ရန်အတွက်မုတ်လေပွေများဝယ်လာခဲ့သည်နောက်နေ့မနက်ခရီးသွားရန်ရှိသေးသောကြောင့်ည7:00နာရီကျော်လောက်တွင်ပြန်လာကြသည်တဲကိုပြန်outတော့ဥမောင်မြတ်ကကဲကိုကျော်တို့ကျွန်တော်တို့တူကြီးနှစ်ယောက်ကိုတညတာတဲခုဝင်ပေးပြီးထမင်းမှာကျွေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဗျာမနက်စောစောမိုးမလင်းမီကျွန်တော်တို့တူကြီးနှစ်ယောက်ခရီးဆက်ကြမယ်ကဲနဲတယ်များတယ်တော့သဘောမထားပါနဲ့ဗျာဒီငွေ30တော့လက်ခံပါကိုကျော်တို့ကဟာဆရာတို့ရဲ့အဲ့ဒီလိုတော့မလုပ်ပါနဲ့ကျွန်တော်ငွေလိုချင်လို့ကူညီတာမဟုတ်ပါဘူးဒုက္ခရောက်လာတော့ကူညီတာပါဆရာတို့ငွေကိုပြန်ယူသွားပါကိုကျော်တို့စေတနာကိုကျွန်တော်တို့လေးစားပါတယ်ကျွန်တော်တို့ကလည်းဒီသဘောနဲ့ပေးတာမဟုတ်ပါဘူးကိုကျော်တို့လင်များကိုလေးစားလို့စေတနာတုတ်ပြန်တာပါမယူရင်တော့ကျွန်တော်တို့စိတ်ကောင်းမှာမဟုတ်ဘူးရော့ယူပါကိုကျော်တို့ဥမောင်များတို့ကအတင်းပေးမှကိုကျော်တို့ယူလိုက်သည်ဒီလိုဆိုတော့လေဆရာတို့အတွက်အပြန်လက်ဆောင်ငရမ်းကြောင်နှစ်ပြားပြန်ယူသွားပါဆရာကျွန်တော်တို့ကတငါတယ်ဆိုတော့ဒါပဲပေးနိုင်တာစိတ်မရှိပါနဲ့ကဲဆရာတို့လည်းမနဲ့စောစောထားအောင်ပါအိတ်ကြတော့တနေ့လုံးနေပါခရီးပန်းလာသည့်အပြင်ညတနာရီကျော်မှအိပ်ရသောကြောင့်ဥမောင်များနဲ့အောင်မတို့နှစ်ယောက်နှင်းချိုက်ပင်အိပ်ပျော်သွားကြသည်ဥမောင်များမျက်နှာတွင်ဆက်ပြင်းပြင်းဖြစ်လာသောကြောင့်အိတ်နေရာကလန့်နိုးသွားသည်
အတော်မြင့်နေသောနေအောင်ကြီးကမျက်နှာကိုထိုးနေသောကြောင့်ဖြစ်သည်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့အောင်မကဘေးမှာတခေါခေါဟောက်လျက်ဘိုက်ပေါ်မှာက30တန်တရွက်နဲ့ဒနီလက်နှစ်ခုဟဲ့ကောင်အောင်မထဆန်းအောင်မကအိတ်ချင်မူတူနဲ့ထလာသည်ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးဆရာကျွန်တော်တို့ဘယ်ရောက်နေတာလဲဦးမောင်မြကမဖြေသေးပဲကိုင်းတော့တဲ့ကဖြက်ကမနေ့ကရှောက်လာခဲ့သောတာယိုးကြီးနဲ့နှိပ်ပံရွာကြီးကိုလှမ်းမြော်ကြည့်လိုက်သည်တာယိုးကြီးလည်းမတွေ့နှိပ်ပံရွာလည်းမတွေ့လှေကလေးကတော့ကိုင်းမင်တပင်မှာချီလျက်သားလှေဆိုင်သောနေရာနဲ့မလန့်မကန့်မှကိုကျော်တွန်းတို့တဲလည်းမရှိထိုနေရာတွင်ကိုင်းတော့ကြီးသာအောင်မတို့ညကကြက်ကုန်းကိုရောက်ခဲ့တာကွာကြက်ကုန်းဆိုတာဘာလဲဆရာဦးမောင်မြကနားလေသည်အောင်မကိုရှင်းပြလိုက်သည်ရှင်းပြမှအောင်မကြောက်စိတ်လေးတပွားပွားဝင်လာသည်ကဲနေတော်မြင့်နေပြီလှေစီကိုသွားကြအောင်လှေကလေးကိုနှစ်ယောက်သားခတ်တုတ်တုတ်လော်လာပြီးခက်ဝေးရောက်မှအောင်မကကိုင်းတော်ကြီးဘက်ကိုလှည့်ကြည့်လိုက်ကဆရာဒီကြက်ဆိုတဲ့အကောင်တွေကကျွန်တော်တို့လိုတော်လိုင်းသမားတွေကိုအနှောက်ယှက်ပေးရအောင်ကျွန်တော်ထင်တာတော့မင်းကဘာထင်လို့လဲရန်သူအင်္ဂလိပ်အစိုးရကဒီကြက်တွေနဲ့များပေါင်းထားသလားလို့ဟာကွယ်လွန်သွားပြီဖြစ်သောအဘသခင်ချန်ထွန်းတို့အမတ်တရဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ညီးစရာ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်